မွန်ဂိုများသည့်လူသားသမိုင်းထဲတွင်အကြီးမားဆုံးမြေပြင်အင်ပယာကိုအုပ်ချုပ်ခဲ့ကြသည်ဒါပေမဲ့သူတို့လုပ်ခဲ့သည့်အရာတစ်ခုကအခြားအင်ပယာများမလုပ်ရဲခဲ့သောအရာဖြစ်သည်သူတို့သည်လူတိုင်းကိုဖျားတစ်ဖားတည်းကိုကိုးကွယ်ခိုင်းမထားခဲ့ကြဒါဟာသူတို့သဘောကောင်းလို့မဟုတ်ပါဂျင်ဂစ်ကန်ကတခုကိုနားလည်ခဲ့သည်ယုံကြည်မှုဆိုတာထိန်းချုပ်ဖို့အန္တရာယ်ကြီးမာသည်ခရီးယန်အစ္စလာမ်ဗုဒ္ဓဘာသာထေရဝါဒစသည့်ဘာသာဝင်များအားလုံးကိုမွန်ဂိုအုပ်ချုပ်မှုအောက်တွင်လွတ်လပ်စွာဆူတောင်းခွင့်ပေးခဲ့သည်ဘာသာရေးခေါင်းဆောင်များကိုကာကွယ်ခဲ့သည်ဖုံးတော်ကြီးများကိုလွတ်ထားခဲ့သည်ဖျားเจ้าများညင်ဘာသာရေးအဆောက်အဦများကိုမဖျက်ဆီးခဲ့ကြတိုးတော့အမိုက်မနာခိုက်ခြင်းကိုတော့ခွင့်မပြုခဲ့ပါကောင်းငင်မှုအတွက်သင်ယုံကြည်လိုသည့်အရာကိုယုံကြည်နိုင်သည်တိုးတော့မြေပြင်ပေါ်တွင်အာဏာကိုတော့လိုက်နာရမည်အခွန်ပေးရမည်အမိန့်ကိုလိုက်နာရမည်လှုပ်ရှားပုံကံမှုကိုတော့ပြင်းထန်စွာဖိနှိပ်ခဲ့သည်ဒီအရာတွေဟာမတော်တဆထိပေါ်ခဲ့တာမဟုတ်ပါမွန်ဂိုဥပဒေထဲတွင်တေဝင်ထဲသွင်းရေးထားခဲ့သည်နောက်ပိုင်းခံများကလည်းအာရှနှင့်ဥရောပအနောက်ပြားတွင်ဆက်လက်ချဲ့ထွင်အကောင့်ထဲပေါ်ခဲ့သည်အခြားအင်ပယာများကယုံကြည်မှုအတွက်အပြန်အလှန်တိုက်ခိုက်ခြင်းအနာကျဆင်းတော်ခြင်းတွင်မွန်ဂိုများကပုံမအေးစေးသောအမှန်တစ်ခုကိုရှာတွေ့ခဲ့သည်လူတွေကိုသူတို့ရဲ့ဖျားများကိုထိမ့်သိမ်းခွင့်ပေးလိုက်ပါထိုအခါတင်ဒီအခြားအရာအလုံးကိုသိမ်းပိုက်နိုင်ပြီတခါတရံဒီယူဇက်မှုဆိုတာတနာခြင်းမဟုတ်ပါတခါတရံအဲ့လာကထိမ့်ချုပ်မှုထင်နိုင်သည်ဒီအကြောင်းအရာကိုစိတ်ဝင်စားရင် like လုပ်ပေးပြီး Story Spear မြန်မာကို follow လုပ်ထားကိုမမေ့ပါနဲ့